哦，我那呀，我没有多大的表达你了，俺先懂我了，我来谁就多大的表达你了，我当我嘛的不懂啊，没啥了，看啥呢？俺搞的嘛不需要，这样嘛，当家是过来搞的不需要，喏。结果嘞，没让俺这不要加比了，没让不定。是吧？没搞哪了？嗯。不就，我谁不说对家呢？哦，对你搞啥子嘛？老出来找妹妹。我就问了，我没人，对家让我谁不说了？嘿呀，哪里有必要？对呀，谁不说必要了？谁不说必要了？不要你了。မင်းတို့ဘာဆက်လုပ်မယ်စဉ်းစားထားကြလဲဟမ်အဲ့ဒီเจ้าမှာပဲစာဆက်တင်အောင်ပါလားငါလည်းအဲ့အကြောင်းဆရာကိုတိတ်ပြီးတဘောမကြောက်ဘူးခါဆရာလေးကြောက်လား အေးဟုတ်တယ်အခုတော့မင်းကထွက်သွားငါတို့နှစ်ယောက်ကဆက်ပြီးတော့ထွက်ဆရာလေးတယောက်လည်းကျောင်းမှာဒုက္ခရောက်နေမှာ ဟုတ်တယ် အာရောက်ငါ့ဘောင်ကြိုက်သွားလည်းမသိဘူးအာ ဘာလို့လဲ ဝေခိုက်သွားတာမင်း ဝေးလော ဆရာလေးလာဝင်အောင်အသက်မရှိရပါဘူး ညတို့ကစားတပ်ဖဖွဲ့လာတရားဝင်ဖွဲ့စည်းထားတဲ့ဖွဲ့မဟုတ်တဲ့အတွက်ကြောင့်ကျုံနေနဲ့တိမမပြုတ်နိုင်ကြလို့တာဝန်လည်းမယူနိုင်ဘူးကျွန်တော် ဆရာကြီးကဘယ်လိုများစီစဉ်ကြလဲပါ ကျောင်းအတွက်ရန်ပုံငွေအားလုံးကိုကျုပ်လက်ထက်အပ် ကျွန်တော်ဒီเจ้าအောင်စရောက်ကြတဲ့ကเจ้าရံမုံငွေဆိုတာမရှိပါဘူးဆရာကြီးအရင်เจ้าအောင်လုံးကလည်းကျွန်တော်ရံမုံငွေတပြားတစ်ချက်မှထားမတော့ပါဘူး ဒါဆိုကျောင်းအတွက်လိုအပ်တဲ့ငွေကခင်ဗျားဘယ်ရလို့တုံးလဲ လိုအပ်တဲ့ငွေကိုကျတို့ကစားတပ်ဖဖွဲ့ချပေးတယ်နော်အဲ့ဒီငွေတွေအားလုံးဒီကဗန်နိုင်မှုအင်းကြီးစိတ်စီမှာအပ်ထားတယ်တကယ်စီးတဲ့တစ်ချောင်းဝယ်တာအစားစင်းရရှိတယ် ဒါပဲကျုပ်လိုအပ်တာရှိရင်ခင်ဗျားတို့စီကကျုပ်ကလက်ဖြတ်တောင်းပါအဲ့လိုလား ဆရာကြီးเจ้าအတွက်သုံးဖို့လိုအပ်တယ်ဆိုရင်ကျွန်တော်တို့ဖွဲ့ပြပြမယ်ကျွန်တော်တို့ကသုံးတဲ့နဲ့ထင်ထုတ်ပြီမသုံးတဲ့ဘူးထင်တယ်ဆိုရင်တော့တရားတစ်ချက်မှထုတ်ပြီ ဟုတ်ပါတယ်ဒီနေ့ကလည်းဆရာလေးတင်မောင်ဝင်ချခဲ့တယ်တွေ့ကြကျွန်တော်တို့အားလုံးကဒီနေ့ကိုလက်ခံပြီးပို့ပြကြ ဟုတ်တယ်ကျောင်းကြီးဆရာလေးတင်မောင်ရဲ့လှုပ်ဆောင်ချက်ကျင်းနေတယ်။ဒီမှာတော့သဘောတူထားကြတာလေ ဦးတဲ့သဘောနဲ့သုံးမှန်လို့မရှိတော့အလေးလူနဲ့နေရမှာဗျာ ဘာမှစီမံပိုင်ခွင့်မရှိတဲ့အဖွဲ့ကိုကျုပ်အနေနဲ့အပြစ်မပြုတ်နိုင် ဘာလို့လဲတော့ ဘာစိတ်ကိုထိမှာပါဒီကိစ္စကိုကျွန်တော်ပဲဆက်ပြီးပါဆရာကြီးများတဦးတဲ့စီမံပိုင်ခွင့်ကတော့ဘယ်သူမှရအောင်မဟုတ်ပါဘူးရလို့ဆရာကြီးကကာစားတပ်ဖအဖွဲ့ကိုစီကံထင်းသိပေးခြင်းနဲ့ပုံကြီးပေးခြင်းနဲ့ဆိုရင်တော့အဘဦးတော်တို့လိုနာယကနေရာမှာနေပြီးအဖွဲ့ထဲဝင်လို့ရပါ เจ้าဟုတ်ကြီးဆိုတဲ့ကောင်ဆရာတင်မောင်ဝင်းကနေမအားညမအားเจ้าအတွက်စေရနာထားပြီးအလုတ်လုတ်ပြတယ်ငါတို့ကသူ့ကိုယုံကြည်ပြီးအနှံ့မဲအနှံ့ခံကြလို့ရှိရင်သူ့လိုအလုတ်လုတ်ပြပါဘာအလုတ်မှလုံးမပြပဲတဲ့ပါဝါတော့လာမပြနဲ့တော့ဟိုးတော့တနတ်နဲ့တွေ့တော့မယ် ခင်ဗျားတို့အားလုံးကျုပ်ရှင်းရှင်းပဲပြောမယ်ကျုပ်အနေနဲ့ဘာမှစီမံပိုင်ခွင့်မရှိတဲ့အဖွဲ့ကိုကျုပ်ဝင်ကြလည်းမလုပ်ဘူးကျုပ်စကားပြောတယ်ခင်ဗျားတို့လည်းပြောချင်တာမဟုတ်ဘူးနော်ကျုပ်လည်းအောင်မှရှိတဲ့ကျုပ်ဝင်တက်တင်မောင်ဝဲနဲ့ပြောတယ်တင်မောင်ဝဲမင်းလည်းကဥပဒေရစကားပြောတယ် ဆရာကြီးနဲ့အစည်းအဝေးမှာချဲကြကျွန်တော်ဖြစ်အားရလိုက်တာဗျာ
အဲ့တင်မောင်ဝဲဆိုတဲ့ကောင်ကရွာလူတွေနှူးနဲ့သူလှုပ်ချင်တာလှုပ်လို့ရအောင်စီးရုံးထားတာဆရာကြီး မင်းနဲ့ဒီကောင်လေးရောစင်မပြေဘူးလား ဟာကျွန်တော်ဆရာကြီးတက်ပို့ဆိုးရအောင်မခံကျင်လို့ရိုက်ကိုရိုက်ပလိုက်တာဆရာကြီးစိတ်ချပါသူဘသူတွေပဲစီယုံဆရာကြီးဘက်မှာကျွန်တော်ရှိတယ် ငါတော့အဆင်မရှိပဲနဲ့ငါနဲ့ထိတ်တိုက်လာတွေ့ရင်တော့ဒီကောင်ဒုက္ခရောက်သွားမှာ ဟာဘာဖြစ်လာလဲ 不干别，旁边那来呀！阿拉爷爷公下面公打对喽嘞。လူနာတော့စိုးရိမ်တာမရှိပါဘူး။ရှော့ဖြစ်သွားတာ။ကျွန်တော်အဲ့စစ်တော့ထိုးပေးထားတယ် ဟုတ်ကဲ့ ။နိုးလိုက်တော့အကောင့်ကနေဖြစ်မှာပါ။တတိယရင်တော့အင်တာခေါ်ပေါက်ရ ခင်ဗျားတို့ပြောက်ပဲကျွန်တော်ပြောရတယ်ဒီကိစ္စကိုခင်ဗျားတို့ဘယ်လိုဆုံးဖြတ်မယ်ဆိုတာလဲဆက်ရပါ ခုကဘာဖြစ်လာလဲ သူ့မှာပုံရှိနေတယ် ကိုဝင်ရှိတယ် 你摸呢有那么不用嘛啦？可你一边那么不用嘛呀嘛不？我说哎呀，对嘛，这边子嘛，天生了呀嘛不，妈来。 ထပ်မမေးပါနဲ့တော့ကိုတို့ရထပ်ပြီးမမေးပဲဆိုရင်မလာရေတဲ့ခုံချပြီးတော့ထပ်ပြီးတိမ်မှာဘာလို့မပြတ်တော့ဘာလို့တိမ်နေတာဘာလို့တိမ်ကိုမပေးကြအောင်လဲဘာလို့တိမ်ပြစေကိုတို့ရ အဲ့လိုတိတ်မှနေတယ်တော့တိတ်မှမဟုတ်ဘူးနေပါ့မှာအတိမရှိခလေးချက်တော့မတိတ်မှာ ဘာလို့လောကကြီးမှာစနေဘူးဒီပြဿနာရဘလို့ရင်ဆိုင်ရမှာလဲကိုတို့ရဖြစ်ရှင်ပြန်နေလာမှမရှိတာ ဘာလို့မရှိရမှာလဲဒီခလေးဖေနာမည်ကိုနေမစက်ကပြောရုံပဲနေကဘာလို့မပြောနိုင်อ่ะဟမ် ပြောလို့မဖြစ်လို့ပေါ့ကိုတို့ရပြောလို့မဖြစ်လို့ပေါ့ ကပြောလို့မဖြစ်လည်းမပြောနဲ့တော့ဟာအေးဒါနဲ့တခုတော့ရှိတယ်နင်တော့အဲ့လိုပေါ့ပေါ့တတ်မသေးပါတော့နင်ကမသိဘူးငါမင်းရကြလားဟမ်ပြောဒီငေါ့အဲ့ဒီအေးမင်းအဲ့ဒီဖြတ်လို့ရတော့နော်ငါပါလိုက်တယ်ငါဝတ်နေနဲ့ငါလိုက်ပတ် ဖေကူဒီမောင်ဝင်းကျွန်တော်တို့ကတော့တိုင်းပညာရေးမှုရုံးမှာစီစီရေးအဖွဲ့တွေပါလာတဲ့အကြောင်းရင်းကကိုဒီမောင်ဝင်းကိုတိုင်းစာတွေပို့ထားတော့စစ်စစ်ဖို့လာတယ် ဆရာကျွန်တော်တိုင်တာလေဘာအတွက်တိုင်တာလဲ တိုင်ထားရမှုတွေကအများကြီးပဲကျောင်းပိုင်တင်များရောင်းစားမှုကျောင်းဟောင်းကိုအထက်မေးမရပဲဖြတ်မှုကျောင်းဆောက်လို့ရကိစ္စတွေမှာကျောင်းဦးကြီးကိုစီးမရှင်းတဲ့အမှုကျောင်းရံပုံငွေများမရှင်းမှုတွဲဖက်ကျောင်းရံပုံငွေများကိုရွာလူကြီးများနဲ့တွဲဖက်ပြီးအလွဲသုံးစားလုပ်မှုမတရားအသင်းကိုကျောင်းနှစ်ဆင်ပြိုင်တည်ထောင်မှု ကုန်ပြီလားဆရာဒီလောက်ဆိုရင်ကျွန်တော်ဘယ်သူတိုင်လဲကျွန်တော်သိတယ် ပေါ်ပေါ်လေးမတွေ့လဲခွတယ်နော်ခင်ဗျာရိုးသားကြောင်းတော်ကြောင်းမဟုတ်တာမလုပ်ကြောင်းကျွန်တော်အားလုံးသိပြီလားဒါပေမဲ့ဥပဒေတိုင်းမလုပ်လို့ရှိရင်ဘလောက်ရိုးသားထိခိုက်သွားနိုင်လဲဆိုတော့ဒီမှာလည်းကြောက်ခင်ဗျာရဲ့မှုဟာထောက်ထားခိုင်လုံမယ်ဆိုလို့ရှိရင်အလုပ်ပြုတ်ဝင်နေမကောက်ထောင်မှကြွားနိုင်တယ်ဘယ်သုံးစားမှု
ဒီလိုလေးကိစ္စနဲ့ပတ်သက်လို့မြတ်သူကြီးပေးနိုင်တယ် ဦးလေးတော့ဒီကိစ္စဆရာလေးရောကျုပ်တို့အမားလုပ်ခဲ့ကြတာမဟုတ်ဘူးကျောင်းငွေလို့ဖြစ်တဲ့ကိစ္စလေကျွန်တော်အားလုံးဝိုင်းပြီးရှင်းပြလိုက်ပြီးတော့ အခုရွာထဲမှာဆရာလေးနဲ့ပတ်သက်ပြီးဖြစ်နေတဲ့ပြဿနာလားတော်တော်ရှင်းရဖြစ်မယ့်ပြဿနာလားဒုက္ခဘာပြဿနာများတော့မာလာမှာရနေတဲ့ပုံဆရာလေးနဲ့ရတဲ့ပုံမှာလို့ရွာလေးကပြောနေကြတယ်မဖြစ်နိုင်ဘူးကွာအဲ့ဒါလုံးဝမဖြစ်နိုင်ပါဘူး မာလာဘေးမှာနီးနီးဆက်ဆက်နေတဲ့ယောက်ျားလေးဆိုလို့ဆရာလေးနဲ့စမ်းနေ200ဟောင်းတယ် ငါကိုယ်တိုင်မာလာကိုမေးကြည့်ပါဦးမယ်ကွာ ဟောဒီအကြောင်းကြီးဦးသိန်းဝင်ရောကျွန်တော်ပြောတာကိုတရားနားမလို့တိုင်ထားတဲ့တိုင်ကြားချက်တွေအရကျွန်တော်အဖွဲ့အသေးချာစစ်ဆေးပြီးဖြေထုတ်ပြီးတော့ပါ Congratulations ပါခင်ဗျာကျွန်တော်တို့ရဲ့အစီအစဉ်ကိုခင်ဗျားဘက်က 100% ထောက်ခံပြီးရေးပေးပါ ဒီလောက်ခေါင်းတဲ့ရွာမှာကျောင်းရံပုံဝင်မပါဝဲနဲ့ခမရရဲ့အရေးရှင်းနဲ့ဒီရွာကိုတိုးတက်အောင်ဆောင်ရွက်ပေးနေတာလက်ဖြားတာလေဗျာ ဝေကျေးသုံးစွဲမှုစင်စရာတွေအရကျွန်တော်အဝတ်စစ်သေးလာတဲ့တရနဲ့ကြောက်ဒီလောက်ရှင်းလင်းပြီးတိကျတဲ့စင်ကိုတစ်ခါမှမတွေ့ဘူးအလွဲသုံးစားလုပ်ဖို့မပြောနဲ့ဂိုင်းမစီကြောတော့မှတွေ့ရဆရာဦးစင်ဒီဘင်းနဲ့ချီတာကျွန်တော်အဝတ်စစ်သေးလာတဲ့စင်ချက်တွေကကိုတမောဘကဆန္ဒရှိမယ်ဆိုရင်ဆရာကြီးကိုဒီအဖြစ်မှုနဲ့တရားစွဲလို့ ကျွန်တော်ကိစ္စတွေရှင်းသွားတယ်ဆိုတော့ကျွန်တော်ကျင်တတ်ပါတယ်ကျွန်တော်ကတော့ဘယ်သူ့ကိုဒုက္ခပေးချင် ဝေးရဖြစ်လေဒေါသဖြစ်ရင်တရွာတော့ပြကြပါမယ်နော်ဟဲ့ဒီကိုတွေ့ရပြောစမ်း 哎呦，别不要紧的， ဟာ 别不要紧的。 မပြေလို့မရဘူးလေဒီရွာတော့ကတော့ပြောတောင်းပြောငါမြေးတော်လေးကိုလည်းစုပ်ဆွဲလို့စုပ်ဆွဲလာဒီမဖြစ်ရင်တော့ငါတတ်မနော် 不然，俺老家里面的爸妈同样忙，这这个地方到底我弄他，俺老全晓得后来不让。 ဟာလားကြားရငါတော့မစိတ်တော့လားဘယ်သူနဲ့ရလဲဆိုနေကြောင်းမှာဖြစ်မှာပေါ့နေကိုမဖဲကြောင်းလေးရတယ်ပြောရတယ် သမီးအဖေလည်းရှက်လာပြီသမီးရဲ့သမီးဖွင့်ပြောလို့ရှိရင်လေအဖေကိုတခုမလုပ်လိုက်တော့မယ်ဖွင့်ပြောလိုက်ပါသမီးရဲ့ 没有我没， နည်းနည်းပြောလေ 没把给他拱呀，没把给他拱呀，这个离这把我这样了。 这个这个汤瓜不穿嘛找我们这个 မယုံနိုင်စရာဘာပဲဖြစ်လဲဘယ်လိုဆိုမှမသိတော့ အဲ့ဒါပြောတာဘောကွာလူရိုးဆိုတာသိနိုင်ပါပဲရှိတယ်ဆိုတော့သိမှန်တာပဲကွာစုံတရားကောင်းလိုက်တာ ဟ
ယုံကြည်ဒါပေမဲ့ငါယုံကြည်လို့ဒီကိစ္စကိုဝင်ပြီးအာမခံပြီးရရအောင်ကာကရှင်မလာစကားတခုနဲ့ပြီးမင်းတဲ့ကတူတော့ကိုတောင်ကိုမြည်ရဲ့မာလာကိုစော်သွားတယ်ပေါ့သူ့လေးသူရှက်သူ့လေးပြန်ရှက်တယ်အခုရောစတိတ်ကစားထောင်ချမှာမင်းတော့မင်းကမေးတဲ့ခန်းလေးဖားပြီးဖြည့်ချင်တဲ့ပုံစံကိုလုံးနေတယ်ပေါ့မင်းကိစ္စမပြီးငါတီးကြွားမှာဒီမင်းကအဲ့ဒါနဲ့ခုတော့ဆိုတော့မာရင်ချစ်ကြည်ကြွားချော်ဒီသွားတာငါရဲ့လှုပ်ဖို့ခက်သူတွေဝိုင်းကြည့်နေတဲ့တော်တော်ခက်ခက်နေပြီအောက်တင်ဟာအဲ့ဒါပူဆိုတာဘာကြောင့်တက်ကြောင့်ဒီလိုပြီးပါသူရဲ့တပီလို့စိတ်ပချတာကျောင်းကိုဘယ်သူမှမလွတ်ချင်ကြတော့ဘူးမစရာကြီးဘလို့ဆူလို့ဝကျွေးလို့ဟမ်အော်ရချစ်တယ်ကကြည့်ရအဝင်းဆုံးတော့တော့ချစ်ဘူး ကလေးတယောက်ကိုစော်ကားပြီးတာဝန်မယူတတ်တဲ့ယောက်ျားမျိုးယွန်းလို့ကျမရှင်နဲ့ထပ်မပတ်သက်ချင်ဘူး မင်းရောမပြေအဲ့ဒီစားမဟုတ်ဘူးနော်မဖြစ်ချင်လို့လုံးဝမဟုတ်ဘူးကျွန်တော်ပေး900ပဲပေးရကျွန်တော်မာလာရဲ့ပုံမှာကျွန်တော်ရဲ့ညီမလေးတယောက်ကျွန်တော်ဆောက်ရှောက်ခဲ့တာ200တောင်းလို့ပြီးတော့ကျွန်တော်ဘဝလေးကိုပဲမဖြစ်ရတော့ကျွန်တော်ဘယ်မင်းအောင်မဝင်မခံဘူးအဲ့ဒါကျွန်တော်မဖြစ်ချစ်တော့ပါဘူးကျွန်တော်ပြောတော့ရှုံးပေးပါနော်ရှင်အပေါ်ဒီပြောမနေစမ်းပါနဲ့ရှင်အခုဟာမာလာဘက်ဆက်ကိုယ်တိုင်ဖွင့်ပြီးတော့ဝေးခံလားဆိုတော့ကျမအကုန်လုံးသိပြီးပြီအဲ့ဒါရှင်ရဖျားငုံကြီးကြိမ်ပြောလဲရှင်တစ်ဆက်ချဲလို့ပဲကျမထင်လိုက်တယ်ရှင်ပြောတယ်ဘယ်သူမှရှောင်မှာမဟုတ်ဘူးကျွန်တော်ပြောနိုင်တာတခုကတော့ဒီမှုမှာကျွန်တော်ဘက်ကအပြစ်မရှိကြအောင်ပကိုးမြစ်ထဲကတဲဖို့ရှိကျွန်တော်လက်ထဲမှာရှိတဲ့တဲမုံနဲ့ညာမရဲခံရပါစေကျွန်တော်သစ္စာရှိရပါတယ်ကျန်တဲ့လူတွေဘယ်လိုပဲဆွဆွဲစမ်းပါစေကျွန်တော်ကိုလင့်ပြကိုကြုံရအားလုံးရှင်းဆိုင်ရဲမှာဖြစ်ဒါပေမဲ့မဖြစ်ကျွန်တော်ဆွဆွဲရကျွန်တော်ရှင်ကဘာပြတ်လို့ပါတော်ပါတော့ရှင်တော်ပါတော့ကျမတော်မှာတော်ပါတော့ဒီချေရစားပြီရှင်နဲ့ကျမလုံးဝမသိကျွမ်းခဲ့ဘူးလို့ပဲရှင်မှတ်လိုက်ပါဘာတော့ညာမင်းငါအိမ်ထဲကိုဝင်နေဘာလို့လဲမင်းငါ့ကိုမခေါ်နဲ့တော့
ငါတို့မျိုးဆက်မှာမင်းတို့ရုပ်မှကောက်ကြည့်တဲ့ဘုန်းတို့ရှင်ကိုဖတ်သွားလိုက်ကွာ ဘာတော့လဲဘာတော့ကျွန်တော်မယုံမှတော့ဒီမှာမှကျွန်တော်ဘသူ့ဆက်ပြီးတော့အားကိုးရမှာဘာတော့ကျွန်တော်တို့အရင်တော့အလိုမျိုးပဲကျွန်တော်တို့နှစ်ယောက်လက်တွဲပြီးတော့ဒီပြဿနာကိုဖြေရှာရအောင်ပြေးပါတယ် မင်းတို့တော့ခက်တော့ကွာမင်းငါရှက်ထပ်သွားလို့ဘယ်ကပြောမလဲဟမ်ချိန်တော့မေးကိစ္စနဲ့ငါတက္ကသိုလ်လူတွေကိုပြစ်တတ်ဖို့ဘုမလေးလေဦးနော်သူလည်းမင်းကိုပြစ်တတ်ဖို့လေးတယ်လို့မင်းမထဲတယ်ဟဲ့ကမင်း ပြစ်ပါပါဘာပြစ်မယ်ဆိုရင်ကျွန်တော်သိရပါဒါပေမဲ့ကျွန်တော်ကလူလိမ်လူယုံမှတယောက်မဟုတ်ဘူးဆိုတာအားလုံးသိအောင်ကျွန်တော်ရှင်းပြချင်တော့ပါပါ哦，那时候马拉个没可能的，信不信？没有说出来的，好了，哈，没得霹雳舞又马拉的，别搞，没了路标线选哪来过？啥了？刚买，口罩了，没拿刚找他的，不路呗过。ကျွန်တော်မယုံကြဘူးဟုတ်ကဲ့ညာတော့ချရတယ်ဘုံရဲ့စကုဒိုတူမမယုံနေကွာမင်းကဒီရောမငါရဲ့တူဦးဒီတော့တငယ်ချင်းပါမင်းရောငါမယုံတော့ဟမ်我找起来了吧？不要往那样了，打我吧！ ညီမရဲ့အမူအရာနဲ့စကလုံးတွေရတော့ညီမမှလည်းအခက်အခဲတစ်ခုခုရှိလိမ့်မယ်လို့ပြောပြီးတင်မောင်ဝင်းတို့စိတ်ရင်းကောင်းပြီးစိတ်ထားဖြူစင်တဲ့ကျောင်းစီရမင်းတို့ရွာကျိုးဆိုတာတော်တော်ကျန်းလာတယ်ဒီတင်မောင်ဝင်းအကြောင်းကိုညီမလေးအချိန်မီသိသိတယ်ဒီလိုကိုလာပြောပြ ဆရာလေးဘာဖြစ်လို့လဲ မင်းတို့အရင်တော့ခေါ်တဲ့ကျောင်းစီရလေခုမင်းတို့ရွာလူတွေကဆဲဆိုပြီးခုကြွားပြီးမောင်းထုတ်လိုက်တာတော်တော်အသေးလာကိုကောင်းတာပဲကွာ ဆရာလေး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  ဘာဖြစ်မှန်းတော့မသိဘူးမာလာနဲ့အတူရွာသားတွေအားလုံးဆရာလေးနောက်လိုက်သွားကြပြီဟာ ဆရာလေး
妈了，小丽，妈了，妈了，不能别打嘞。小丽，妈了，快来吧，小丽，妈了，快来别吧，小丽，小丽，都放别别去，妈了，快来别吧，小丽，妈了，打我吧，小丽。然后别叫，完了现在过来。俺说不能那样了，那，不是那样了嘞。这个哟，快点，快点！老魏啊，你弄没弄来着？你看嘞，不是你家的。都看我，龙家都打不中。哎呀，这没人，你给啥的？不要玩的不能叫了嘞。我他妈天天别的，我叫的别搞弄吧。ခဏလေးဗျာမဟုတ်ပါဘူးကျွန်တော်ရှင်းပြပါရစေဗျာကျွန်တော်ရှင်းပြပါရစေမာလာနဲ့လှဝဲရပါဘာမှမတော်ပါဘူးဗျာဘာမှမတော်ပါဘူးကျွန်တော်ညမယူတဲ့ယောက်ျားပါလာတဲ့လင်မာသားပါသမီးနဲ့လှဝဲအောင်ဘောင်မတွေမဟုတ်ကြပါဘူးဗျာဟုတ်ပါဒီတိုင်းအားလုံးလာဝင်းအောင်မဆုံးနေတယ်ဆိုအားလုံးသိနေတာပါအဲ့ဒါကြောင့်လေသူတို့နေအောင်မျိုးကိုခိုးပြေးဖို့ဆိုပြီးကျွန်တော်ကိုယ်တိုင်စီစဉ်ပေးနေချိန်မှာပဲလာဝင်းအောင်ကပိုးထိပြီးဆုံးသွားတော့ခုလိုမျိုးတွေဖြစ်ကုန်တာပါကျွန်တော်ဒီအကြောင်းတွေအားလုံးသိရတာနဲ့သူ့ကိုမှမပြောပြဖြစ်ခဲ့ဘူးဆိုတာမာလာရဲ့အရှက်နဲ့တိတ်ခေါင်နေပြီးတော့ကျွန်တော်နှုတ်ပိတ်နေခဲ့ရတာပါအဲ့ဒီတော့လေဆရာလေးကိုရွာသူရွာသားတွေအားလုံးကျွန်တော်တူမျိုးတောင်းပန်ပါတယ် sorry ဆရာလေးတို့ဒီကိစ္စကိုကောင်းလေးနဲ့ဖြေရှင်းမှာမလား你把这种下流，你把你姑爷下流也要你别忘了，你意思来干？姑老我要这个，我这个对。啊，这个都我们表妹。ငါပြောတာကိုလေးလေးစဉ်းစားစမ်းပါမာလာရဲ့နေငါ့ကိုဘလောက်ပဲလိမ့်လိမ့်မင်းရဲ့ကလေးကလှဝဲအောင်ကလေးဆိုတာငါလုံးဝသိတယ်ဟာနေကောင်းဖို့လည်းပြောနေတယ်ဒီလိုရဲ့ဆရာလေးကနေအရာရာမှာအနစ်နာခံတဲ့လူဆိုတော့ခံကောင်းလို့ရှိရင်အရန်တော်တဲ့ဆရာလေးတွေနေနေကောင်းကြပါအဲ့တော့မင်းရဲ့ကလေးကိုဒီမောင်ဝင်ကလေးကိုအဲ့လိုတော့မဟုတ်ဘူးဆိုလို့ရှိရင်နေနဲ့လှဝဲအောင်နဲ့ခွေးဆက်ခင်းနေတဲ့ဘေးကလာမော်လို့အတေအောင်လို့ပြပြပါไปเลยโอเคမလို့ဘာလဲကောင်းနေချင်လဲကျမတောင်းလာပါလေ အဲ့လိုဖျဲရလို့ရှိနေအဆက်တော့သိပါလေကျမသိပါလေ အခုနေကိုနေတက်တည်သွားလို့ရှိဒီကိစ္စနဲ့ပြီးတော့မှမဟုတ်ဘူးနော်နေတည်သွားလဲငါဒီအကြောင်းကိုပြောတယ် လူရှုံးမှာကောင်နေနဲ့ငါတငယ်ချင်းဆင်းရအောင်နေနေစရာဟိုလည်းမဟုတ်ဘာလို့လည်းပြောလို့ရမှာလဲ မ
တိုင်းဟမ်တိုင်း ကျွေးတွေရှိလို့ပါကျွန်တော်ခံခဲ့ရတယ်မလေးလည်းဘာတွေပဲဖြစ်ခဲ့ဘသူတွေဘလောက်ပဲဆိုဖြစ်ကိုင်းမလေးပိုက်ထဲမှာရှိတဲ့ကလေးလေးကြောက်ဘူးရပြီးရင်မဖြူလည်းမကြည့်ချင်တော့အောင်လားကြီးသွားပြီလားမဖြူမောင်းခဲ့ပါလေမဖြူတိတ်ကိုမောင်းခဲ့ပါလေဆရာလေးဘာတခုမှချင်းနဲ့ကွာမင်းဒီရွာလေးကိုစိတ်နာပြီ
ဘယ်တော့မှပြန်မလာဘူးလို့ဆုံးဖြတ်ထားပြီအဘတော့တေးပြီလို့တကယ်ကြားရတော့နေတော့ဒီရောရောပြန်နေကွာ ကျွန်တော်လည်းဒီရွာနေပဲဦးမသွားနိုင်တော့ပါဘူးဗျာ Believe in the motive, you will know, you will win better. Going, daily live fire, you will social time. ခုတရားသာပြီးချိန်ခါကြွားရဲ့တွဲဘက်အထက်တန်းကြောင့်အောင်မြင်သောပွင့်ရကြောင့်ကျင်းညာပါတယ်ခင်ဗျာ ဟုတ်လေ ဟမ်ငါတနေ့ကျရင်မိမယူမယ်ဆိုတာလေ မမေ့တယ်လေအဲ့ပါပြောတယ် အခုငါအကောင့်ထဲပေါ်တော့မယ်ကွာအဲ့ကိစ္စ တွေ့တယ်ပြောနေတာကို ဒီမှာလေးကွာရငါမာလာလေးကိုတနေ့ကျရင်တော့တောင်းတော့ပါဟဲ့ငါသားလေးကိုမထိမရမှာနော် အေးပါဝါထိမ့်မယ်ထိမ့်မယ် အဲ့ပြင်းပြင်းဒီတော့ငါတို့ကဘယ်လိုစားမှာ ဒီကလေကြောင်ကဲဆိုမီးလေမီး